ဈေးတဲ့ဟာငါတလောက်လေးရခဲ့လို့အမေချက်နေကြချက်ဟင်္ကာဒီနဲ့ငါတလောက်ချက်မှာမို့လို့အတူတူချက်ရအောင်နော်အားလုံးပဲမင်္ဂလာပါစတေလာဦးပါရှင်ငါတလောက်ကလေတကီလို400မလို့ပေါ့နော်ဈေးလာမိတဲ့အမနဲ့ပဲတော့ဝက်စီဝယ်ခဲ့တာစတေလာကငါတလောက်ခေါင်းပိုင်းကိုဒီအယိုးကိုက်ရတာပိုကြိုက်လို့ပေါ့နော်တယောက်ကို220နဲ့အဲ့ဒီအမကတော့180ပေါ့နော်ဒီငါတလောက်လောက်တာတော့ပုံမှန်စတေလာတို့9လောက်တလို့ပဲပေါ့နော်9လောက်တလို့ပဲလုပ်လိုက်တယ်စတေလာတို့ဘက်မှာကအကျော်မထုတ်ပဲနဲ့ဒီတိုင်းပဲတုံးပြီးတော့ချက်ကြရပေါ့နော်ဆိုတော့စတေလာကတော့ဒီတိုင်းလေးပဲတုံးပြီးတော့ချက်ပါမယ်ငကိုသေးကငါတလောက်ဆိုလို့ရှိရင်ချက်စားတာရဲ့ဒီဆက်စဲတွေပါသွားရင်ငါတလောက်ကင်နေလေအဲ့လိုမျိုးငါတလောက်ကင်နေစားရတာကြိုက်တယ်ပေါ့နော်ငယ်လေးထဲကငါးပဲစားနေရမို့လို့စတေလာအဲ့လိုအယိုးရည်နဲ့စားရတာတော့ပုံမှန်စားနေကြဖြစ်နေတော့စားတက်တယ်ဆိုတော့ငါတလောက်ကိုဒီတိုင်းပဲရိုးရိုးချက်စားပါမယ်ပေါင်းစားတာကလေသူအနမ်းနဲ့တင်ဤလို့ပေါ့နော်တိတ်မစားဖြစ်ဘူးအိမ်မှာကရက်ွက်စီနဲ့နီးတာရောမြင့်နဲ့နီးတာကြောင့်ငါတလောက်ဆူဆူပုံမှာပေါ့နော်ဥတွေနဲ့စားခဲ့တာပေါ့နော်အခုကတော့မစားရတာကြလို့ဒီလိုမျိုးချက်ဟင်္ကာတီနဲ့ချက်စားကြမယ်ရှင်ချက်ဟင်္ကာတီကိုတော့နည်းနည်းအတုံးကြီးကြီးလေးပြီးတော့စားနဲ့နေပြီးနှက်ထားပြီးတော့မှရေဆေးပြီးတော့ထည့်မယ်ပေါ့နော်ဒီချက်ဟင်္ကာတီနဲ့ငါတလောက်ချက်မယ်ဆိုလို့ရှိရင်ပြောကြတာချက်ဟင်္ကာတီကလည်းတက်တယ်ငါတလောက်ကလည်းတက်တယ်ပေါ့နော်ဘယ်လိုစားကြမလဲအဲ့လိုမဟုတ်ဘူးပေါ့နော်ငါတလောက်ရောချက်ဟင်္ကာတီရောမှာကကောင်းကျိုးတွေအများကြီးပါလို့ဒီဟင်းကိုမကြောက်ဘဲနဲ့ချက်စားကြည့်ကြပါငါတလောက်မှာဆိုရင်သူက omega 3 တွေအများကြီးပါတယ်ပေါ့နော်ဆိုတော့နှလုံးကျန်းမာရေးအတွက်ကောင်းတယ်ချက်ဟင်္ကာတီကတော့ပုံမှန် vitamin C A နဲ့အမြင့်ဓာတ်တွေအများကြီးပါတယ်ပြီးလို့ရှိရင်ဒီသွေးထဲမှာရှိတဲ့တခြားဓာတ်တွေကိုထိန်းညှိပေးလို့စီးကျိုသွေးကျိုသမားတွေအတွက်အလွန်ကောင်းတယ်ပေါ့နော်ငါတလောက်နဲ့ချက်ဟင်္ကာတီရောချက်ရင်ငါတလောက်ကအစီများတဲ့ငါဖြစ်လို့ချက်ဟင်္ကာတီရဲ့အခါတက်ကဟင်းရဲ့အစီပြန်မှုကိုထိန်းပြီးတော့ပေါ့နော်အစာကြေရင်ချောင်စေတယ်စတေလာလည်းငငယ်ရမသိဘူးပေါ့နော်ဒီဟင်းဒီနှစ်ခုကိုတွဲစားရင်သူများကြီးပြောကြတယ်ထမင်းကြိုက်ထဲသွားတဲ့ခါကျဟဲ့ငါတလောက်နဲ့ချက်ဟင်္ကာတီလားအဲ့လိုမျိုးပြောကြရပေါ့နော်ဒါပေမဲ့ဒါကအယူအဆအမှားတွေပေါ့နော်ဆိုတော့မကြောက်ဘဲနဲ့ချက်စားကြည့်ကြပါလို့ခုပဲပေါ့နော်ငါတလောက်ကကြတော့ဒီတခြားဘဲပင်ပေါက်တို့ဒီမြေဘဲတို့လိုမျိုးပဲသူကယူရစ်အဆစ်များတဲ့ငါဖြစ်တဲ့အတွက်ကြောင့်မို့လို့ခေါက်ယောဂရှိတဲ့သူတွေပြီးလို့ရှိရင်အဆစ်အမြင့်ကြိုက်ခဲတဲ့သူတွေဆိုလို့ရှိရင်တော့ချင့်ချိန်ပြီးတော့စားတဲ့နယ်ပေါ့နော်ရုပ်သီးစီတက်ဖို့အတွက်ရုပ်သီးထောင်းပါမယ်နာမည်အမြင့်ရဲ့ရုပ်သီး6ရဲ့အတူတူထောင်းပြီးတော့မညက်တညက်ဖြစ်လာပြီးဆိုလို့ရှိရင်တော့စတေလာတို့ချက်သွန်ကြီးတွေထည့်မယ်အယောင်အတွက်ကိုကကြတော့အစိမ့်မုံနည်းနည်းရဲ့စိမ့်စားငပိနည်းငယ်နနွေးမုတ်ရဲ့ပေါ့နော်ထည့်ပြီးလို့ရှိရင်စတေလာတို့နည်းနည်းထောင်းလိုက်ပါမယ်စတေလာကတော့အရင်ညညအောင်တော့မထောင်းဒီမှာကအရင်ကြည်ကြည်ထောင်းလို့မရဘူးဆိုတော့လေအဆင်ပြေတဲ့လောက်လေးထောင်းလိုက်တယ်ပေါ့နော်ပြီးရင်တော့စီထည့်ပြီးတော့စီစားတက်ပါမယ်စီတက်နေတဲ့အချိန်မှာစတေလာရဲ့ပုံမှန်အတိုင်းပေါ့နော်မဆလာလေးနည်းနည်းလေးကိုလည်းထည့်ပြီးတော့စီထည့်တက်တယ်ပိုမွှေးတယ်ပေါ့နော်စီတက်နေရင်လည်းအစိမ့်နဲ့နေပျောက်လာပြီးဆိုလို့ရှိရင်တော့ငါတလောက်တွေထည့်ပြီးတော့ပေါ့နော်စတေလာတို့အနံ့တွေပျောက်လာတဲ့အထိကိုမွှေပြီးမွှေလို့ရှိရင်လည်းဖြည်းဖြည်းမွှေပေါ့နော်မွှေပြီးတော့စီတက်ပေးပါမယ်ပြီးရင်တော့ငါပြာရည်ထည့်မယ်ပေါ့နော်စီတက်တဲ့ချိန်ငါပြာရည်ထည့်တာကလေသူ့ရဲ့ဟင်းရဲ့ဒီအနံ့ကိုပို့ပြီးတော့ကြွစေတယ်ပေါ့နော်ပို့မွှေးစေတယ်ပြီးရင်တော့စတေလာတို့စုံစည်းရထည့်မယ်အချင်းတော့ကကြတော့ဒီတစ်ခေါက်စတေလာဒီ ready made မကြီးအနှစ်ကလေးဝယ်ထားရပေါ့နော်တော်တော်လေးအဆင်ပြေတယ်စတေလာကညနေတိုင်းမဟုတ်ရင်တော့ပေါ့နော်ဒီလိုမနှက်စာစားတဲ့အချိန်မှာဖြစ်ဖြစ်အချင်းဟင်းအမြဲတမ်းချက်တဲ့ကစုံရချင်းဟင်းရှိတဲ့မုံလာပင်ပေါက်ချင်းဟင်းပါညာအဲ့လိုမျိုးအချင်းဟင်းတွေအမြဲချက်တော့လေဒီမကြီးကြီးဆိုရင်အဲ့လိုမျိုးစိန်ရတယ်လောက်ရတယ်အဲ့လိုမျိုးဖြစ်လို့ကမဲကရပြစ်ချက်တာမို့လို့လေဒီမကြီးအနှစ်ဆိုလို့ရှိရင်ထည့်လိုက်နေဆိုရင်အဆင်ပြေပေါ့နော်ဒီဘယ်တစ်စိတ်ပဲဖြစ်ဖြစ်ရစတေလာ3နဲ့တစ်စိတ်2မျိုးလောက်ရှိပြီးတော်တော်အဆင်ပြေပါတယ်နော်ခဏတည်ထားပြီးတော့လှီးထားတဲ့ချက်ဟင်္ကာတီတွေထည့်မယ်အရသာအတွက်ကတော့ချက်သားမုံနဲ့စားနေငယ်ထည့်ပါမယ်ပြီးရင်တော့အဖုံအုပ်ပြီးတော့နူးတဲ့အထိတည်ပေးမယ်ပေါ့နော်မွေကျင်လို့ရှိရင်လည်းအိုးကိုဒီလိုမျိုးဂိုင်းကားနေဂိုင်းပြီးတော့လှုပ်လေးနဲ့အဲ့လိုမျိုးလှုပ်ပေါ့နော်ငါးတွေကြေသွားမှဆိုလို့ပေါ့ပြီးတဲ့အခါမရုပ်ဒီစိမ့်လေးတွေချက်အနှမ်းပြောင်းအဖုံခဏဖုံပြီးလို့ရှိရင်တော့နည်းနည်းမင်းအုပ်ဆိုလို့ရှိရင်အရန်ကိုမွေပြီးစားကောင်းတဲ့ဟင်းတစ်ခွက်ရပါပြီပကံနဲ့ထည့်ပြီးလို့ရှိရင်စတေလာနဲ့တူတူထမင်းစားရအောင်ပေါ့နော်တိုးစရာတွေကတော့ဒါဒီလိုဗီဒီယိုရိုက်မှမဟုတ်စတေလာကနေ့တိုင်းတိုးစရာအရွက်တွေကိုအဲ့လိုဘူးသီးပြုတ်တခွားသီးပါညာအဲ့လိုအရွက်တွေအစုံစားရပေါ့နော်ကလည်းအရွက်ကြိုက်တယ်ပေါ့နော်အိမ်မှာလည်းဒီလိုမျိုးတိုးစရာကိုရေစလုံးနဲ့အဲ့လိုမျိုးအများကြီးထည့်ပြီးတော့စားရတဲ့အချင်းကအရင်တည်းကရှိရဆိုတော့လေမပြီးရင်လည်းတိုးစရာနဲ့ထမင်းစားကြမယ်ရှင်ငပိကတော့လေဒါမော်လမြိုင်ကပေါ့နော်အမေပို့လာတယ်ငစင်ရိုင်းငပိပါစတေလာတို့မော်လမြိုင်မှာကငစုံငပိရှိတယ်ငစင်ရိုင်းငပိရှိတယ်ငပိဥမှာအများကြီးပေါ့နော်ဘာငပိနေကုံစားကောင်းတယ်မော်လမြိုင်ငပိဆိုလို့ရှင်အိမ်မှာပဲနှက်ကြတာဆိုတော့လေအရန်စားကောင်းပါလေဒီဟင်းကလေအရသာလေးရှိတယ်ထမင်းလည်းအရန်မိန်လို့ပေါ့နော်ငါတလောက်တွေ့လို့ရှိရင်တကယ်လို့ကိုကချက်ဟင်းကဒီနဲ့မစားရဘူးဆိုရင်တော့မကြီးရည်လေးနဲ့ဒီလိုမျိုးချက်စားကြည့်ကြပါလို့စီပြန်လေးပေါ့နော်အရန်စားကောင်းပါလေရှင်အဆုံးထိကြည့်ပြီလို့အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာလည်းစတေလာနဲ့ပြန်တွေ့ကြပါမယ်အားလုံးပဲတတားပါ那就应该。
Thank you.